ဒါကြောင့်ဒီပွဲပေါ်လာကျုပ်အဲ့ဒီကြမှာကျေနပ်သွားတာခုတော့မဟုတ်ဘူးဟိုတော့လူကြီးတွေလောက်တာဆိုပြီးမောင်ရှင်လောက်ရှင်ပွဲတွေချဒါလိုတွေလုပ်ပြီးခွန်ပြီးတော့ဘာမှလည်းဟုတ်မှားရင်ကျုပ်ကပြင်းတာရိုးရာဆိုတာဖြောက်တင်ဖြောက်အောင်မဖြောက်တင်တော့မဖြောက်နဲ့ဖြောက်တင်တဲ့ဟာတွေအများကြီးမဖြောက်တာပြောမယ်နက်ကိုအမြပြီးမေတ္တာကိုကျုပ်လက်ခံအမြပြီးမေတ္တာကိုမပြောတပ်ပြီးတက်တာနဲ့ပါလို့အခုအာသောကဘယံကဗဇက်နဲ့ခေါ်တဲ့နတ်တွေကသူ့ရှိလာဒူးထောက်ရလားကဲဒီတိုင်းမှာဒီပွဲသာသနာနဲ့ဆက်လဲလို့ရောက်ရမှနေတဲ့ကုဝေဒနတ်ဒီပါစီကလေးဆိုသာသနာနဲ့ဆက်လဲတဲ့ပွဲမှာဒီပွဲကုဝေဒနတ်ကဝိတာကကျောင်းအမကပုပ္ပါယုံကျောင်းကြီးဆောက်ပြီးခုနပတ်ကျောင်းပတ်ကပျော်လုံးတော့ဗိုက်စီရမတိကမစုမှများမပေးပြီနတ်တွေအဲ့ဒါနောက်တစ်နေ့ကျတော့ကုဝေဒနတ်ကဝိတာကအိတ်တဲ့ကတင်ပြဟောလို့ဒူးထောက်ရတယ်လက်ဖြတ်ပြီးအောက်ကနေအော်တောင်းလာငါဘယ်လိုပေးရမလဲငါပြောသုံးပြီးအုံတက်လုံးဟာကလေးပန်းလေးနဲ့လှအောင်ထိုး၍သာသနာနဲ့ဆက်လင်းတဲ့ပွဲမှန်တယ်ဟောဒီလိုပွဲလေးတစ်ပွဲပေးပါလို့တောင်းတယ်အဲ့ဒါကိုဘာပွဲလို့သာသနာပွဲလို့လည်းခေါ်ငါပြောဘယ်နှပြီအုံးဘယ်နှလုံးဒါမိဆိုင်ဖားဆိုင်ငါပြောဘယ်နှပြီငါပြောဘယ်နှပြီအုံးဘယ်နှလုံးဒါဒီပွဲဒါကနေတော့ရှင်ဖဲတော့ရှင်ဒီနေဒီဒေသမှာမကျွတ်မလို့လို့ဟာဒီစောင့်ရှောက်ရတာရှိသူတို့ကိုလည်းမေတ္တာပို့တဲ့ထဲမှာထည့်လို့ငါပြောဘယ်နှပြီအုံးဘယ်နှလုံးချစ်တို့စားတဲ့ဒါပဲပါကျန်တာဘာမှပါဒီတဲ့တချို့ပြောမယ်ဘိတ်သိတယ်သင်ထားတယ်ကျွန်တော်တပည့်ပရိညာလာသွားတယ်ဆရာနေမကောင်းဘူးဆိုလာသွားတယ်ရေချမ်းပြီးတော့ဝိုင်းပေါ်မြက်လာပြောင်းခေါ်ထားတယ်ဝိုင်းပေါ်ကျွန်တော်တပည့်ပြောင်းအောင်ကတော့ပွဲပေါ့ပြင်းပြီးနော်ဘယ်တော့မှပန်းအိုးမချနဲ့ချို့ဘိတ်သိကြီးလှအောင်လို့ပန်းအိုးကြီးချဖယားတင်တဲ့ပန်းအိုးကြီးဒီပေါ်လာချကြောက်လွန်းလို့ပရိခေယရှင်ပေါ်ဒီပရိခေယရှင်ပါဒီပေါ်လာချအားဆိုင်လို့ဖြစ်တော့စိတ်မဆိုးနဲ့မှားနေတာဒီမှားအောင်တဲ့ပေးတာကြိုက်တယ်ငါမကြိုက်တယ်မငားနဲ့မှားတာမှားတယ်လို့ပြောရတဲ့တတ္တိရှိမှဒါကရေးရှိမှ